ရဲ့နောက်ခံဇလန်းကဥပဒေကင်းမဲ့နေတဲ့အရှိတောင်အာရှနိုင်ငံအချို့ရဲ့နယ်စပ်ဒေသတွေမှာဖြစ်ပါတယ်။အဲ့ဒီနေရာတွေမှာအစိုးရအုပ်ချုပ်မှုကင်းမဲ့နေတဲ့အတွက်မူရစ်ဆေးဝါးရောင်းဝယ်သူတွေရှိတိုင်းကောင်းမာပြီးကျေပြန့်စွာလှုပ်ရှားနေကြတယ်။ဒီရောင်းဝယ်သူတွေကိုတိုက်ဖြတ်ဖို့အတွက်ဒေသတွင်းအစိုးရတပ်ဖွဲ့တွေရဲ့တာဝန်ပေးချက်အရနဂါးနိုင်ငံတရုတ်မှနိုင်ငံခြားငှားစစ်သားအဖွဲ့တစ်ဖွဲ့ကမူရစ်ဆေးဝါးကိုင်းကောင်းဆောင်တွေကိုရှာဖွေလိုက်ပစ်ဖို့စေလွှတ်ခံရပါတယ်။သူတို့ဟာဒီကျန်းဖတ်နီလန်းကိုအသုံးပြုပြီးပြန့်ပွားနေတဲ့မူရစ်ဆေးဝါးသမားတွေကိုလုံးဝအမြင့်ပြတ်တုတ်တင်ဖို့စူးစမ်းနေကြတာပါ။တရားစီရင်မှုတွေမရှိတဲ့အတွက်စစ်စင်ရေးအလုံးကိုလှုပ်ဝက်စွာဆောင်ရွက်ရပြီးဒေသတွင်းအစိုးရတပ်ဖွဲ့တွေကတောင်သူတို့ရဲ့တည်ရှိမှုကိုလက်မခံပါဘူးဒီအခြေအနေကအဖွဲ့ကိုတာဝန်ကျေပွန်စင်မှာကူညီပံ့ပိုးမှုလုံးဝမရှိဘဲရန်သူနယ်မြေနှစ်ပိုင်းမှာလှုပ်ရှားရင်းလှုပ်ဝက်စွာမူဆိုးအလုပ်လုပ်ပြီးတေးပေးကြီးတဲ့အခြေအနေတွေကနေတိုက်ခိုက်ပြီးလွတ်မြောက်ရပါတယ်သူတို့ဟာလက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့မူရစ်ဆေးကိုင်းကြီးတွေရဲ့ကိုယ်ပိုင်စစ်တပ်တွေကိုရင်ဆိုင်ရမှာပါအဖွဲ့ကဆောင်ရွက်တဲ့စစ်စင်ရေးတိုင်းဟာကံကြမ္မာကိုပေါ့ပေါ့တန်တန်မစင်စားရတဲ့အလောင်းစားကြီးတွေဖြစ်ပါတယ်ဒါကြောင့်ဒီဇက်ကားဟာအလွန်ပြင်းထန်ပြီးကြမ်းတမ်းတဲ့တနက်ပြည့်အရှင်ကားဖြစ်လာရတာပါ